အမျိုးသားတို့ကသူ့ဇနီးရှိမှလက်ထောက်ခွန်းချွေတဲ့ဖတ်ထုတ်တွေကိုတမင်တကာစားခဲ့ပါတယ်။ဒါပေမဲ့သူ့ဇနီးကဒေါသမထွက်ခဲ့ပါဘူး။အစားထိုးအနေနဲ့သူမလက်မှတ်ထိုးဖို့စာရွက်စာတမ်းတစ်ခုကိုကမ်းပေးခဲ့ရအမျိုးသားကကြည့်ပဲမကြည့်ပဲလက်မှတ်ထိုးခဲ့ပါတယ်။သူမသိလိုက်တာကတော့သူ့ဇနီးရဲ့ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးလိုက်ပြီဆိုတာပါပဲ။၃ရက်အကြာတုန်းက9နှစ်ကြာကလေးယူဖို့စ조사ပြီးတဲ့နောက်အမျိုးသမီးဟာနောက်ဆုံးတော့ကိုဝန်ချီနီကြောင့်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ပျော်ရွှင်စွာနဲ့အဲ့ဒီအမျိုးသားကိုတရင်ကောင်းပြောဖို့လုပ်နေတော့မှာပဲ။သူ့ဖုန်းကိုဖွင့်လိုက်ရအမျိုးသားကသူ့လက်ထောင်နဲ့လက်တွဲထားတဲ့ဓာတ်ပုံကိုတွေးလိုက်ရပါတယ်။အမျိုးသမီးချက်ချင်းသူ့ကိုရှာဖို့တွားခဲ့ရတကားကိုတွန်းဖွင့်လိုက်တဲ့အခါအမျိုးသားကသူ့လက်ထောင်ကိုနမ်းနေတာကိုတွေးလိုက်ရပါတယ်။ဒါကြောင့်သူမအဲ့ဒီအမျိုးသားကိုဖုန်းခေါ်ခဲ့ပြီမယ်။သူကအစည်းအဝေးလုပ်နေတယ်လို့စင်ကြေပေးကဖုန်းချပစ်ခဲ့ပါတယ်။မမျော်လင့်တဲ့သူမပန်းနိုင်ရင်ချက်ထားကလဲကြခဲ့ပါတယ်။သူမပြန်နိုးလာတဲ့အခါကိုဝန်ပြချသွားခဲ့ပြီလို့ဆရာဝန်ကအတိပေးခဲ့ရရင်ကွက်နှစွာနဲ့အမျိုးသားကိုဖုန်းခေါ်ဖို့ပြင်ဆင်ခဲ့ပြီမယ်။သူတင်ထားတဲ့ဓာတ်ပုံကိုမြင်လိုက်ရပါတယ်။ဓာတ်ပုံထဲမှာသူ့လက်ထောက်ကစိတ်လက်စွပ်ကိုဝတ်ထားအကူတွေ့တော့အမျိုးသမီးလုံးဝစိတ်လျှော်ခဲ့ပါတယ်။သူမတို့ရဲ့မင်္ဂလာလက်စွပ်တွေကိုပရင်းပေါက်ကနေပစ်ချခဲ့ပြီးကွာရှင်းစာချုပ်နဲ့ထွက်ခွာမဲ့လင်းလက်မှတ်ကိုပြင်ဆင်ဖို့တယောက်ယောက်ကိုဖုန်းခေါ်ခဲ့ပါတယ်။တညာလုံးအဖေမှနီးပြီးတော့အမျိုးသားအင်ပြန်ရောက်လာပြီးအကျဉ်းရသူ့ဇနီးကိုအင်ဂျီကန်ပေးခဲ့ပေမဲ့သူမမလို့မရချူနေခဲ့ပါတယ်။သူမစိတ်ဆိုးနေတော့ပဲလို့ထင်ခဲ့ပါတယ်။အဲဒီနောက်သူမလက်ဆောင်တစ်ခုကိုပေးရပြီးမနှက်ဖြန်မင်္ဂလာဆောင်မှာဖွင့်ကြည့်ဖို့ညွှန်ကြားခဲ့ပါတယ်။နောက်ပိုင်းမှာအမျိုးသမီးကိုမင်္ဂလာဝတ်စုံစမ်းသပ်ဖို့ခေါ်သွားခဲ့ပါတယ်။ဈေးနှုန်းမဖြတ်နိုင်တဲ့မင်္ဂလာဝတ်စုံကိုမြင်လို့လူတိုင်းမနာလို့ဖြစ်ထည့်ကြပါတယ်။ဒါပေမဲ့အမျိုးသမီးကကတ်ချစ်တလက်ကိုတောင်းပြီးမင်္ဂလာဝတ်စုံကိုလူအများရှေ့မှာဆွဲဖျဲပစ်ခဲ့ပါတယ်။အဲဒီနောက်သူမမိတ်ကပ်ဆရာမကိုမိတ်ကပ်ချင်းခိုင်းပြီးအဖြူရောင်ဝတ်စုံတို့ကိုဝတ်ကကွာချင်းစာချုပ်ကိုဆိုင်မန်နေဂျာကိုပေးရပြီးအမျိုးသားကိုပေးဖို့ညွှန်ကြားခဲ့ပါတယ်။နောက်ဆုံးမှာသူ့ရဲ့ခရီးဆောင်အိတ်ကိုယူပြီးသူ့ရဲ့နှလုံးသားကိုနာကျင်စေတဲ့အမျိုးကနေထွက်ခွာသွားခဲ့ပါတယ်။တိုးတော်လည်းအမျိုးသားကတော့သူ့ဇနီးရဲ့ထူးဆန်းတဲ့အပြုမှုတွေကိုလုံးဝမသိခဲ့ပါဘူး။မင်္ဂလာဆောင်ထဲမှာသူတို့မကိုတွားကြုံမဲ့အစားသူ့ရဲ့လက်ထောက်ကိုအရင်ကြိုခဲ့ပါတယ်။ဒါပေမဲ့မင်္ဂလာအခမ်းအနားအတွင်းမှာသူတို့မပေါ်လာခဲ့ပါဘူး။အမျိုးသားစိတ်မရှိတော့တဲ့အချိန်မှာတကားတွေနောက်ဆုံးမှာပွင့်သွားခဲ့ပြီးသူ့စီကိုရှောက်လာတဲ့သူကသူ့ဇနီးမဟုတ်ခဲ့ပါဘူး။ဆိုင်မန်နေဂျာကသူ့ကိုကွာရှင်းစာချုပ်ပေးအပ်ပြီးလက်ဆောင်ကိုဖွင့်ကြည့်ဖို့ပြောခဲ့ပါတယ်။အမျိုးသားလက်ဆောင်တွေကကိုဝန်ချူနီကြောင့်စစ်ဆေးတဲ့တန်ကိုမြင်လိုက်တဲ့အခါနောက်ဆုံးတော့နောင်တရညက်ပြင်းနဲ့တွားခဲ့ပါတော့တယ်